ပြဿနာတွေကတော့စပြီးကြောက်ခိုင်းဒါမင်းတို့ပြောရလေတုံ့ပြန်မှုတွေကတော့လာတော့မယ်ဆိုတာဘလို့ဘာလို့ကြောင်ရုံးပြန်မှာရုံးကလည်းအချိန်ကိုတိပြီးတော့ပါအေးပြန်မယ်ကွာလိုင်းပေါ်လည်းတတိယတော်တော်စုံနေတက်တော့ဖျောက်နေဒီမှာကွာလိုင်းပေါ်မှာလည်းသတင်းတွေကစုံနေတာပဲငါတို့ပြန်လာတဲ့လမ်းခီးလည်းဘာမှမဖြစ်ပါဘူးအဲ့ငါတို့ပြန်တဲ့လမ်းခီးကဂိတ်တစ်ခုမှအောင်ချနေကြတယ်ငါတို့အဲ့ချိန်အဲ့မှာရှိနေတာပဲဘာမှမဖြစ်ပါဘူးအေးလေဖျောက်ကွန်မန့်နေရှောက်မှန်းမနေနဲ့ဦးမင်းအစဲခံနေရအောင်မယ်အေးပါမမှတ်ပါဘူးကွာအေးကွာအဲ့ဒါတွေကလည်းတစ်မျိုးဘာလို့တွေကလည်းဆဲခံမှာဆိုလို့မျိုးသိထားတာတွေများနေပြီကွာလူတွေကလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟုတ်ခိုင်းဖြစ်ခိုင်းနေတော့ပဲငါတို့လည်းဘယ်လိုပြောအောင်မသိတော့အေးကွာဦးကြီးလာဦးတော်နိုင်လည်းပါလာတာဟုတ်အေးကွာငါမင်းရောက်နေတယ်ဆိုတော့ငါမင်းတွေ့ကျင်နေတာကိုကြီးစီရောက်သွားတော့မင်းတို့နဲ့တွေ့ဖို့ရှိတယ်လိုက်ခဲ့ဆိုတော့ငါလိုက်လာတာကျွန်တော်တို့လာမှာပေါ့ဗျာအေးစင်းနဲ့လာတိုင်အောင်မှာမလားဒီမှာကျွန်တော်တငယ်ချင်းတွေပါလာတယ်သူကတော့ကြောက်ခိုင်းသူကတော့ဒုက္ခတဲ့ဟုတ်ကဲ့ပါဗျာဦးညီနဲ့တော့မိတ်ဆက်ပြီးပါပြီဟုတ်ကဲ့တယ်နော်ပြောတာပဲဟိုကလေဒီမှာအေးဆေးပဲမို့လားမင်းတို့ဘယ်တော့ကြာနေဦးမှာအရန်တော့လည်းမကြပါဘူးအလုပ်ကလည်းတစ်ဖက်လောက်ပဲခွင့်ရတာမင်းတို့လည်းမိတ်ဆက်ပေးအောင်မယ်ဒါကတော့ငါတို့ရွာရဲ့အုပ်ချုပ်ရေးမှူးဥတော်တာဟုတ်ကဲ့ပါကျွန်တော်တော်တာပါဟုတ်ကဲ့ပါဗျာဦးလေးရွာမောအေးဆေးပဲအေးဆေးပဲလားဆိုတော့လေအေးဆေးလို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့လူတွေတော့တိတ်မစုံတော့ဘူးကွာသူတပည့်လူငယ်ပိုင်းတွေပေါ့လူငယ်တွေမစုံတာတော့ကျွန်တော်တို့ရွာပဲမဟုတ်ကိုကျော်ခိုင်းတခြားရွာတွေပါမစုံတော့လားလိုင်းပေါ်တော့လည်းသတင်းရလည်းစုံနေရပါပဲအခုဦးညီတို့ရွာတော်မှာလိုင်းပေါ်မှာပြာချနေပြီဆိုတော့ကျွန်တော်အာယူကိုမေးကြည့်ရတယ်ဒီကောင်ရွာနဲ့အဆက်အသွယ်ရတယ်အဲ့တော့မှတော်ပါသေးတယ်ဗျာရွာမှာတော့ကြီးကြီးမားမားဘာမှမဖြစ်ပါဘူးဒါပေမဲ့ခုနငါပြောသလိုလူငယ်ပိုင်းပေါ့အလုပ်သွားလုပ်မယ်ဆိုပြီးပျောက်သွားတာဘာသတင်းမှမရတော့မင်းကြီးတက်ဦးမောင်တော့ဘာတွေညာတွေဖြစ်တော့တောထဲသွားမယ်ဆိုတော့ငါမလည်းထန်ထိန်လာတာဟဲ့မင်းတောထဲပါသွားလို့အဲ့ဒါလေနားယောင်တာအေးနားယောင်တာ
ဟိုကောင်စံခဲတို့သုံးကြောင့်ဒီကောင်မှနားရောင်သွားတာ စေးဟုတ်တယ်ဘာထူးလဲရော ဘာမှမထူးအကြောင်းလည်းမပြန်ဘူး ဟေ့အเจ้าမြန်တယ်လို့ပြောအောင်မင်းကိုဆက်သွယ်မဲ့လူရောအကောင့်ဆက်သုံးလို့ ဟာသူလည်းငါ့လိုအကောက်တူကွာ အကောင့်ဘာလို့မင်းဘယ်လိုလုပ်ပြန်လာတော့လို့စောင့် ဒါပေမဲ့သူတင်တဲ့သတင်းတွေကအကုန်မှန်တယ်လေ ဩမင်းကလည်းမင်းတော့မှလေအကောင့်တူတွေနဲ့ဟိုအချင်းငတ်သူလေးတို့ဘာလို့မင်းလုတ်ပြီးလုတ်နေရလဲ အကောင့်ပေါင်းစုံနဲ့ တစ်ဖက်ကမင်းကိုအကောင့်စစ်ချပြမှာလားဟဲ့ငတုံးက ဘာပဲပြောငါတို့တင်လိုက်တဲ့ပို့တွေမှန်သမျှအကုန်လုံးလိုက်တယ်အများကြီးပဲရတယ်လေ ဘေးပေါ့ဟို like တွေအများကြီးရတော့ကွာကြောက်ဒါပေမဲ့ဟို၄နှစ်တာကာလအတွင်းမှာလေအမေရိကကိုသွားတဲ့လူတို့အော်စီကိုသွားတဲ့လူတို့အကုန်လုံးတော့အဆင်ပြေနေပြီနော် အော်ငကိုတွေကမင်းတို့ငါပြောတယ်လေမင်းတို့ကငါပြောတယ်လေ ဘာပြောလဲ ဟမ်အခုမှမင်းတို့အားကြမနေနဲ့အစတွေကတော်ရဲသွားပြီးလက်တောင်ချောင်းထောင်လိုက်ပြီးနေပြီ မင်းတို့ညပါဇက်ပိုက်ထားလိုက်မင်းတို့ညလုံးပါဇက်ကိုပိုက်ထားလိုက် ဘာပြော ဟမ်ငါအစိုးရတဲ့တော်တဲ့ကိုသွားပါမယ်ပြောတော့မွေကြောက်တယ်လေချိန်ကြိုက်တယ်လေနဲ့ ဟာဟိုအေးဟုတ်ပါပြီမင်းပြောတယ်လို့ပေါ့ဟိုတော်ရဲကိုသွားပါပြီတဲ့ဟမ်ဘယ်သူကကြိုးဆိုပြီးဘယ်သူကတာဝန်ယူမှာလဲငါကြားထားတဲ့သတင်းအရာလေနေဆက်မှာတဲ့လူတွေထောင်းနေတောင်းနေချီပြီးတော့ပိတ်မိနေတာတဲ့ဗျာတိလားမင်း မင်းကွာအဲ့ဒီဟုတ်လို့လား မင်းတို့သုံးကောင်တိုင်ပတ်နေဟုတ်လားဟမ်ကိုယ်တိုင်လည်းဘာမှမလှုပ်တတ်ဖဲနဲ့ကွာ ဘာလို့တိုင်ပတ်အေးကျွန်တော်တို့အခွင့်အရေးမပေးလို့ကျွန်တော်တို့ကအခွင့်အရေးပေးလိုက်ကြည့်ဟမ် အခွင့်အရေး ဟုတ်တယ် မင်းတို့ငါအခွင့်အရေးပေးမှာပေါ့မင်းတို့လက်ထဲကိုတနတ်တက်လက်ထည့်ပေးလိုက်ရင်ဒုပြမလဲဟမ်ဟောလက်ထဲကိုတနတ်တာထည့်ပေးလိုက်လို့ရတော့ကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်လို့ပြစ်ပလိုက်ပါပေါ့ ဟုတ်တယ် ဩလွယ်လိုက်တာကွာအန္တရာယ်ရှိတဲ့ကောင်ဆိုတာမင်းတို့ဘယ်လိုရွေးမလို့ဟမ် လွယ်ပါတယ်ဗျာလွယ်ပါတယ်အဲ့ဒီလူကရုပ်ပြက်နေတယ်အမူအရာပြက်နေတယ်ဆိုရင်အန်ရရှိလို့အဲ့ကောင်ကျွန်တော်ကပြစ်လိုက်မှာပေါ့ အယူဟုတ်အန္တရာယ်ပြုတ်မဲ့ကောင်ဟာဘယ်တော့မှရုပ်ပြက်စင်ပြက်မနေဘူးမဲခိုင်းမှာမှတ်ထားဟောတော်ကြောင်တော် ငါတို့လက်တွေကပါသွားတယ် ဟောလူကြီးပဲကွာလောက်ပါ ဘာလို့လောက်ပါသေးလဲကွာ ဟုတ်တယ်ကွာတော်လူကြီးပဲ ဒီဘက်ရောငါကြည့်နေတာကြာပြီဘာလို့တိုးပြောမှာပြုံမတက်ထဲက3ရင်းနဲ့ထွက်လာလို့တော့3ပွင့်နဲ့ထွက်လာရင်ဘယ်တော့လူလဲလုံးလိုက်မလဲမသိဘူးမဟုတ်လာစမ်းနေတယ်ဒလန်ဆိုပြီးလက်တို့လိုက်လေကြီးကနေဖြစ်သွားမယ် နေမင်းကဘသူ့ကိုလက်တို့ပါ ငါလိုင်းမတင်လိုက်မှာပေါ့ကွာသူများလက်သွားတို့တော့ငါတက်တက်ပြဿနာတက်သွားမှာပေါ့ ကိုယ်ကနေတော့ကိုသိတယ်ဟဲ့လား နေစမ်းပါကွာ ဘာယူမင်းတို့ရွာလေးကတာယာလိုက်တာပါအေးစီလေးအဲ့ဒါမင်းဒီเจ้าကိုဘာလို့ခေါ်လာ ဒါကငါတက်ခဲ့တဲ့အကြောင်းလေငါတက်တုံးကဆရာမတွေကတော့ပင်စင်နေယူကုန်ပြီဒါပေမဲ့တချို့ငါတငယ်ချင်းတွေကတော့ဒီเจ้าမှာဆရာမတွေပြန်လုပ်နေတာဝိဒနာဝီဘာဖြစ်လို့လဲ အာယူခလေးအစာအစိတ်တင်လို့ဒေါက်တာမင်းလေးဆေးကပို့မှဖြစ်မယ် လာအဲ့ဆိုမြန်သွားမရပါဘူးလာကျေးဇူးတင်ပါတယ်ဆရာမတို့ရေအကွာယူလည်းကျေးဇူးများတင်ပါတယ်ဗျာမပြန်ခင်ကျွန်တော်ဒီတစ်ခေါက်လောက်လာလဲပါအောင်လားကျွန်တော်နေ့လည်စာနဲ့အိတ်ခံပါမယ် ရပါတယ်ဗျာကုညီရမယ့်တာဝန်ရှိလို့ကုညီတာပါခလေးကဗီးဆိုင်လာ ဟိုခလေးကမတက်တာသေးလို့အเจ้าမတက်နိုင်ဘူးဆိုရင်ဒေါက်တာမင်းလွင်စီမှာဆေးစာယူပြီးတော့အเจ้าမှာခွင့်လာတိုင်ထားလိုက်ကျွန်မအเจ้าကိုကြည့်ကိုတခြားလေးပြောပေးထားပါမယ် ဟုတ်ကဲ့ပါဆရာမဟုတ်ကလေးတော့ဘာမှအစိုးရစရာမရှိပါဘူးတခုဆိုရင်စေကန်းရောက်လာတယ်ဒီလိုမလာအောင်ဆိုလို့ရှိရင်ဖုန်းသာဆက်ဆရာလာတယ်ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာဟုတ်အားလုံးကျေးဇူးတင်ပါတယ်ဗျာတော့မပြောပါတော့ပါဟုတ်အာယူမင်းတို့ရွာပြန်ရောက်နေတယ်ဆိုတာဥဒ္ဒရာကြီးပြောပြလို့ငါသိပြီးပါပြီကွာငါတော့မင်းတို့စီလာအောင်မလို့ ကိုမင်းလေးရွာမှာစေကန်းဖွင့်နေဆိုတော့ကျွန်တော်လည်းကြားပါတယ်လာဖို့လည်းအစီအစဉ်ရှိပါတယ်အခုကတော့တိုက်တိုက်ဆန်ဆန်ဖြစ်သွားတာပေါ့ဗျာဩကျွန်တော်မိတ်ဆက်ပေးအောင်မယ်ဒါကကျွန်တော်ရဲ့တငယ်ချင်းတွေသူကတော့ကြော်ခိုင်းနဲ့သူကတော့ဒုက္ခ ဟုတ်ကဲ့ပါဟုတ်ကဲ့တွေ့ရဝမ်းသာပါခင်ဗျ အေးမင်းတို့တခါတည်းမိတ်ဆက်ပေးလိုက်မယ်ဒါငါတငယ်ချင်းတွေပဲသူ့နာမည်ကတော့မေတ္တာတဲ့သူကတော့ဝိကြီး ဟုတ်ကဲ့ပါဝမ်းသာပါလေ ကဲတွေ့ရတာဝမ်းသာပါတယ်အားလုံးနဲ့ဟုတ်ကဲ့တွေ့ရပါဒီလိုအခြေအနေမျိုးမှာတွေ့ရတာပို့ပြီးတော့ဝမ်းသာပါတယ်
ဟိုရှမ်းဦးမှာရောအချင်းကြီးအေးဆေးပဲလားဟိုလိုက်မမှာတော့တည်နေတာစုံနေတာပဲကွာ ရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တွာလာနေကြတာပဲနော် ဟုတ်ပါတယ်ဗျာကောင်းပါတယ် ပေါ့ပါလေ အေးကွာ2021ပြဿနာတွေဖြစ်တော့မှမြို့တော်ကတည်ရလိုက်တယ် ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေရမှာလားမသွားနိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာပုံမှန်လင်းလင်းပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တစ်ခုလည်းတော့မဟုတ်ဘူးဗျာ ငါသိပါတယ်ကွာဒါမဲ့လူငယ်တော်တော်များများနေရန်စုတ်ခွာသွားကြတယ်ဟိုအဲ့လိုစုတ်ခွာသွားရအောင်လေဟိုတိုင်းပြည်ကအလုံးစုံပြည့်စည်နေတာမျိုးလည်းမဟုတ်ဘူးကွာတဲ့ကွာပြောရင်းနဲ့နိုင်ငံရေးလမ်းကြောင်းကိုရောက်သွားပြီကွာ ဆရာရဲ့ရောက်ပါစေမထူးတော့ပါဘူးပြောလိုက်မှလည်းရှင်နဲ့ပေါ်သွားပါလိမ့် ဩဒီလိုညောင်ငါမေးအောင်မေးဒီလိုတောက်ရောက်ကြောင်းသွားနေရလားကြောင်းထွက်ကြ ထွက်เสียလားဟဲ့ငါတို့တွေကကလေးတွေကိုစာတင်ပေးခြင်းလို့ဆရာမဖြစ်အောင်ကြိုးစားလာခဲ့ကြရတယ်စာတင်မို့ကငါတို့အလုပ်ပဲ ဒါနဲ့ဆရာမတို့ကျောင်းမှာရောကျောင်းထွက်သွားတဲ့ဆရာမတွေမရှိကြဘူးလား ရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးလေကျောင်းဆရာမဆိုရဲစိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုရဲစိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတာ ပုံမှန်လင်းလင်းပြောရရင်အပြောင်းလဲခဏတောင်မှစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့ ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲပြီးတော့စားဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါ ဒီလိုစင်ရောပြေကြရလား အဆင်ပြေပါတယ်ဆရာမဆိုတော့ဆရာမအလုပ်လုပ်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေရဲဆိုပေမဲ့သူ့ကဏ္ဍနဲ့သူပဲလေ ကဲကျုံတော့ငါလည်းဝင်ပြောအောင်မယ်ငါတို့လိုဆရာဝန်တယောက်ကိုဆေးမကူနဲ့လို့လာတားတိုင်းငါတို့စီဆေးလာကူတဲ့လူနာတွေကိုငါတို့ကဒီတိုင်းပြစ်ထားခဲ့လို့မရတာအဲ့လိုပြစ်ထားခဲ့လို့ရှိရင်ငါတို့ဆေးကြောင်းတုန်းကဆိုခဲ့တဲ့သစ္စာစကားတွေကအလဟတ်ဖြစ်သွားမှာပေါ့တကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့လူနာမှန်သမျှကိုဆေးကုပေးရမှာငါတို့ဆရာဝန်တွေအားလုံးလည်းတာဝန်ပေးနေတယ် ဒါဘောဆရာကြီးမှန်တာပေါ့အနုပညာသမားတော့အနုပညာအလုပ်လုပ်ရမှာပဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလုပ်ရမှာပဲအဲ့ဒါမှကိုသိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့ကျွန်တော်တော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးရေးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ် ဟုတ်ပြီအော်မင်းတို့သုံးအောင်ခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဒေါက်တာမင်းလင်းစီကိုလည်းသွားပြလိုက်ကြအောင်အေးနောက်တစ်ခါဆိုငါမကင်နိုင်တော့ဘူးနော်မင်းတို့ကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီ ဒါတော့မှကြောက်ရောက်တာမြန်လို့ညမဆိုဒီ၃កောင်ကိုသေပြီ ဟာသေးစရာလားကျွန်တော်တို့ဒီကောင်တွေကိုအသာလေးထိနိုင်တယ် ရှင်းတော့တိုက်လုံဝင်သားလို့ကဟိုကျွန်တော်လက်ကတည်းကရာတိုင်းပေါ်နာညားနေပါလေသူကတိတယ်ကခဏကမရအောင်အဲ့လို break ကိုထိလို့မရအောင်အဲ့လိုလုံးလိုက်ပါအသက်ကကိုကကျွန်တော်တို့က short လိုက်လို့သူကကျွန်တော်တို့ကန်လိုက်တာဒဏ်ရာဆိုတာလည်းမစိုးတော့နည်းလေးရပါတော့ပြောရတို့ကိုယ်လျှောက်ပြောကိုမျက်နှာလေးကိုမှန်နဲ့ပြန်ကြည့်ကြ ဦးရလေဗျာသူရဲကောင်ဆိုတာဒဏ်ရာနဲ့တော့ဘယ်ကင်းမှာမလဲဗျာ ဒါကြောင့်သူရဲကောင်းဖြစ်ချင်လို့ဒဏ်ရာနည်းနည်းရအောင်လုပ်နေရ တော်စမ်းပါကွာမင်းတို့တွေသူများတွေကတင်ထားတဲ့ post ကိုဟာသွားပြီလို့ဒီလိုတွေဖြစ်ကုန်တာမဟုတ်ဘူးလား ခက်ဆန်းကြီးမင်းကဘယ် post မှာတွားပြီးတော့ဟာတော့ပေးရလေ ဘာမှမဟုတ်ပါဘူးကွာသူတို့ရွာမှာနေတိုင်းခင်းနေတဲ့လမ်းကိုကွာပုံနေတောက်လျှောက်တင်တာအဲ့တော့ငါအမြင်ကလို့အောက်ကနေပြီးတော့ဟာဆိုပြီးဟာလေးသွားပေးလိုက်တယ်အဲ့ပြဿနာတက်တာ စံကြီးအဲ့ဒါသူတို့ရွာအတွက်သူတို့အလုပ်လုပ်နေတယ်မင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာသွားပြီးတော့နဲတော့နဲသေးတယ်ဟမ်ဟေးကျုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကရတွေရှောက်မရေးနဲ့နော်
ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ် ဟာတိုက်တော့ဟာဦးတိုက်တော့တကယ်လော်ကြီးပဲဦးတိုက်တော့အစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကြိုးနတ်တယ် ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်နော်ဟေးခစ်ပြောင်းသွားတဲ့အထိအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်လား ကဲတော်ပြီကဲမင်းတို့တော့စလို့ဒေါက်တာမင်းလေးစီကိုတော့ပြဖို့လို့အာယူညာမင်းကိုယ်တိုင်ဥဆောင်ပြီးခေါ်ပါခိလက်တာလေးဟုတ်ကဲ့ဟုတ် ဦးလော်ကြီးသွားလိုက်အောင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာမရှိရပြီ ကဲသွားတော့ဗာမင်းမလဲသွား ခင်ဗျားတို့သုံးပါပါလေဗျာဖြည့်လိုက်ရင်ခံလာရတာကြီးပဲပြီးရင်အကောင့်တူသုံးကြတယ်တဲ့ဟမ်ဟိုဘက်ကအကုန်သိနေပြီနော်ခင်ဗျားတို့ ကျွန်တော်တို့အကောင့်တူသုံးတော့အဲ့ဒီလိုအသိရပေါ့ ဒီမှာအချင်းနဲ့တူလေးတို့ကတော့ခင်ဗျားတို့အကောင့်မလား ဟိုကျွန်တော်တော့လုံးမိတကောင်နဲ့သုံးတာပါခင်ဗျာ အချင်းနဲ့သူလေးကကျွန်တော်အကောင့်ပေါ်ဟဲဆရာတော်ကျွန်တော်ဖန်ဖြစ်နေပြီတော့ဒါတော့ပုံမတင်ရသေးဘူး ဟိုဘက်ရွာနေတိရအောင်ကျမလည်းတိကျမတင်တဲ့ post အောင်မှာဗါတဲ့လှလိုက်တာဆီယမလေးရေဆိုအရှင်မန့်နာမလား ဟုတ်တယ်လာနေတာဆရာမလေးဆိုကျွန်တော်ဘာဘူးဖြူစင်စုံကောင်းနေကျွန်တော်မှန်းလိုက်တာလေးဆရာမရဲ့ ဒီပါခင်ဗျားတို့သုံးအောင်နော်ရှောက်ရှောက်မလုံးနဲ့အကုန်တိမ်ပတ်ကုန်လိမ့်မယ်ညာတော့ပေါက်တယ်နော် ဟုတ်တယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပေါက်ရည်လေရှောက်မှန်းမနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှိရင်ဘယ်သူမှကဲမှာမဟုတ်နော်ဦးတိုက်ထုံးပြောတာမင်းတို့ကြားတယ်မလားအေး ဟုတ်အဲ့ဆိုဆရာကျွန်တော်တို့သွားလို့ရပြီ သွားတော့နော်ပြန်လို့ရပြီဟုတ်ကဲ့ ဆရာကျွန်တော်ဘာမှမဖြစ်ပါဘူးနော်ဒီနေ့နဲ့ထိုင်တာဟုတ် ဖြစ်နော်နော်ဒီပေါ့ခံနေကြဆက်ခံလိုက်ဟုတ်ကဲ့ဟုတ်တယ် ဆရာမလေးဘာဘူးဖြူစင်စုံကောက်ဆိုကျွန်တော်ကောက်ဒီကအမှန်ပုံတင်လိုက်မှာဘာပဲဝင်မမှန်အဲ့ဒါကျွန်တော်ပဲနော်ဟုတ်တယ်ဆရာမလေး ဘာအထိုးခံရတာမျက်နှာပြောင်းသွားသေးတယ်ကွာဘာပေါင်းနေမှမသိကဲဘာယူမြတ်ဒီရွေးကောက်ပွဲဘယ်လိုနေလဲပွင့်နေ တိုင်းပြည်ရဲ့ရွေးတစ်ခုကိုတွားနေတာကတော့အမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတာ ကိုမင်းလေကျွန်တော်သိတဲ့လောက်လေးတစ်ခုလောက်တော့ဝင်ပြောပြစီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတကဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်စိတ်ဝင်စားနေကြတာအဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသီးသီးမှာလည်းဖြစ်နေကြပဲလေအဲ့တော့အခုစစ်တပ်ကအယက်သားအစိုးရကိုအာဏာပြန်လွှဲပေးမလွှဲပေးဘူးတကဘာလုံးကစောင့်ကြည့်နေကြတာ ပြီးတော့ပြည်သူတွေမတည်သေးတဲ့တချို့ကိစ္စတွေရတယ်ရှိနေကြသေးရောပြည်သူကြီးကပို့ပြီးတော့ရှုပ်ကုန်ကြတာပြီးတော့လည်းဗျာချိုးထားတဲ့ဘဲတိုင်းလည်းမဝေမိကြတော့အကုန်လုံးအကန်နေဖြစ်ကုန်ကြတာဗောဗျာ အဲ့ဒါကြောင့်မလို့လေဒီရွေးကောက်ပွဲကိုလုပ်ဖို့စီစဉ်ကြတာပေါ့ဗျာဒီခက်တာဗျာအခုရွေးကောက်ပွဲလုပ်ပြန်တော့လေဒီရွေးကောက်ပွဲကအတူရအောင်အဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်ပြိုင်ကြဆိုတော့လည်းမဟုတ်ပြန်ဟာ ခတ်တော့ခတ်တယ်ဂျားတွေကကျွန်တော်တို့ပြည်သူတွေကလေကြောင်ပိတ်ပြီးတော့ရိုက်ခံနေရတာဒီကြားတဲ့နိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆိုတာကြီးပဲအဲ့လိုကြောက်လည်းမဟုတ်သေးဘူးလေဗျာကျွန်တော်လုပ်ချင်မှလုပ်မှာပေါ့မဟုတ်ဘူးလားမီတာကဆောင်းတာအစားပွဲလန်းသပင်လုပ်တာအဆုံးဘာဖြစ်ဖြစ်အပြစ်ကြီးပြောနေတော့တာ အေးကွာဒီဘာဖြစ်ဖြစ်ကွာဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုပဲကွာဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအသုံးချမှာဖြစ်မယ်အေးအသုံးချတတ်အောင်လည်းပြည်သူတွေကိုအသိပေးမှာဖြစ်မယ်ကွာ ပြည်သူတွေကသိပါတယ်ဘာမှမသိတဲ့ဖိအားတွေကြောင့်လားပြည်သူတွေကလန့်နေ အာယုနေအခုလာမဲ့ရွေးကောက်ပွဲကြရင်ဘယ်ပါတီကိုမဲပေးမယ်လို့စဉ်းစားထားတယ် ညဘာလို့မ ငါနဲ့တူနေမလားလို့လေ ကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူးလူကိုလည်းမကြည့်ဘူးတ
ကယ်တိုင်းပြည်ကိုအကျိုးပြုမဲ့လူကိုပဲကြည့်ပါဘယ်သူမှတော့တိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြပျက်စီးအောင်မလုပ်ချင်လို့လဲကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာပေါ့အဓိကကတော့လူရွေးမှန်ဖို့ပဲလိုတယ်လူရွေးမှန်မှလူမှန်ရမှာ လူမှန်ရမှလမ်းမှန်ရမှာပေါ့ အကြောင်းမလားအေးဟုတ်တယ်ဗညာလည်းပါရောကွာမိဘဒီကောင်ကြီးတိုးရရောက်သွားတာမဟုတ်ဘူးလားအေးဟုတ်တယ်လေဘလို့ရွာပြန်ရောက်နေဟုတ်တော့မဟုတ်သေးဘူးနော်တခုခုတော့တခုခုပဲမင်းတို့လည်းငါတကယ်အောင်ရတယ်ကွာဒီရွာမှာနေတယ်ဒီရွာရေကိုတောက်တယ်ပြီးတော့ဒီရွာကိုမင်းတို့ဘုံတောက်တယ်မင်းတို့ရွေချက်ကဘာလဲဟမ်တော့ရွေချက်ခံချက်ကရှင်းတယ်လို့တော်နေပဲ မင်းတို့ဟာအဲ့ဒီလိုလုံးမှတော်လန်ရေးလားဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားတယ်မင်းတို့ဘာလုပ်ပြီဟမ်ကျုပ်တို့အဲ့ဒီလုပ်တော့မဟုတ်စိတ်ရနာရှင်ကိုလုပ်တယ်စိတ်ရနာရှင်အဲ့ဒီစကားကိုသိနားမလဲလို့ရှင်းပြစမ်းပါ မင်းတို့မှာအဖြစ်မရှိဘူးဆိုတော့ငါသိအေးအဖြစ်မရှိအောင်လည်းမင်းတို့ကိုမင်းတို့လုပ်နေတာကွာ ဟာကျုပ်မှာပြေးကြည့်တယ်ဗျအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရကျင်လို့ကျုပ်တို့လို့တာ ဒီမှာဘုံထောင်တိုင်းတော်လန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လန်ရေးဖြစ်တော့မှာပေါ့ကွာ ဟာအဲ့ဒါတွေငါတို့မသိငါတို့ကတော့ငါတို့လုံးငါတို့ထုံးပါအခုလေမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ဘက်ကမရရအောင်ဖြတ်အဲ့ဒါတော်လန်ရေးပဲ ဘာဖြစ်လို့ဖြစ်ချင်တယ်လဲကြောရွေးကောက်ပွဲဖြစ်မှမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့သက်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာတော့အေးမင်းတို့သိထားမှာကစစ်ရေးနိုင်ငံရေးပြိပက္ခတွေကိုအဆုံးသတ်ပေးနိုင်တာရွေးကောက်ပွဲ ကိုတို့ရကျွန်တော်တို့ရှေ့ထွက်မှာပဲရတော့ဘာဖြစ်လို့ရှေ့ထွက်တယ်လို့သုံးလုံးရတယ်လဲဆိုတော့ဒါကိုယ့်ရဲ့ကိုယ့်ရွာဖြစ်နေတယ်မြေပြင်ချင်းတွေကိုဘာမှမသိပဲနဲ့ဘိုင်းပေါ်မှာရေးချင်တာရေးနေကြတာနားမရဘူးကျွန်တော်တို့အားလုံးပြောပြမှာပဲရတော့မယ် ကိုမင်းလင်ပြောတာဟုတ်တယ်ဗျာမကြခင်ရွေးကောက်ပွဲကလာတော့မှာအခြေအနေတစ်ခုပြောင်းလဲအောင်စူးစမ်းနေတဲ့လူတွေကိုသူတို့ရဲ့ရန်သူဖြစ်နေတတ်မှတ်နေတာတော့မှားနေတယ်ကျွန်တော်တို့ကအဲ့ဒါကိုထောက်ပြပေးရမှာပြတာပြလို့ရတယ်ကွာဒီနိုင်ငံလုံးတိုင်းတာနဲ့ကြတော့လွယ်ပါမလားအာယူ ဩမင်းရလေကွာအဲ့ဒါတော့ကိုဒေတာကိုထိန်းရမှာပေါ့အဲ့လိုမှမလုပ်ဘူးဆိုရင်လေရွေးကောက်ပွဲနဲ့ပြည်သူကအလန်းဝေးသွားလိမ့်မယ်လေ မဝေးပါဘူးပြည်သူကလည်းရွေးကောက်ပွဲကိုသိစေခြင်းနေတာပါ အခုလာမယ့်ဒီဇင်ဘာ28ကိုလည်းရွေးကောက်ပွဲနေ့ကြီးကြီးညာပြီးပြီနောက်ပြီးတော့ရွေးကောက်ပွဲဟန်တာနှောက်ယှက်တဲ့သူတွေကိုလည်းပဲအရေးယူမဲ့ဥပဒေတွေပုံမှန်ထုတ်ပြန်ပြီးပြီတိတ်လည်းစိတ်မလိုပါဘူး စိတ်မပူလို့တော့မရဘူးတော့ဦးလေကြော်အောင်တို့ဗညာတို့လူမျိုးတွေထပ်ပေါ်လာမှလည်းစိုးရင်ရတယ်ဗျာဒီငကောင်လည်းဗျာဘလို့စိတ်ကူးနေမြတော်တဲ့ဝင်သွားလည်းမသိပါဘူး
ဘယ်လိုစိတ်ကူးတဲ့တော်တဲ့ဝင်ရမှာလဲစစ်တပ်ကအာဏာထိန်းတဲ့အချိန်မှာဒီကောင်တကောင်ကစာနာပြပွဲတွေကိုလိုက်တယ်ပြီးတော့ရွာကိုလည်းပြန်မလာရဘူးအဲ့မှာဟိုတိုးမောင်ဆိုတဲ့ကောင်နဲ့တွေ့ပြီးတော်တဲ့ပါသွားတာပဲအဲ့ဒါပဲမကြောက်ဘာလို့ဘယ်လိုလုပ်ရွာလည်းပြန်လို့မရတော့အကောင်လုံးကုန်ခုမှတော့ဘူလာလုံးနေဘယ်တော့မှပြောသားပဲစောကြီးတဲ့အဲ့လောက်ထိဝင်မပါနဲ့လို့ပြောတယ်ကိုရှော့ကုန် ဟဲ့မင်းတို့နှစ်ကောင်ကလိုက်ရှာနေ မတော်နေတော့လေကွာကြီးတက်နေကိုကြီးဟုတ်ဘယ်ပါမင်းတို့ကရွာပြန်လို့မရတော့မလားဟမ် ကဲရွာပြန်ကျွန်တော်တို့အကုန်ဆွဲစီးတော့မှာဗျလှုပ်ထားရတော်တော်များသွားပြီဟဲ့ဟောဦးတော်လိုက်ဒီဆက်သွယ်ပြီးတော့ခံဝီလက်မှတ်ထိုးလိုက်အာခံဝန်ဂတိဒီမှာလက်မှတ်ထိုးမနေနဲ့နော်မင်းတို့ခံဝန်ဂတိလက်မှတ်ထိုးလဲမင်းတို့စောင့်ကြည့်ပြီးတော့ဆွဲစီမှာပဲ ဒါဆိုကျုပ်တို့ကဘာလုပ်အောင်မလဲဗျာဟာမင်းတို့တော်တော့သွားကွာစစ်တင်တန်းနဲ့ပါတက်လာပြီးနိုင်ငံရေးခုလုံခွင့်တောင်းအမေရိကန်ရောက်အောင်ထိုးဒါပဲရှိတာလေ ဟောကျုံတော့ဘူးကကူညီမှာလေကူက ငါကူညီမှာပေါ့ငါကူညီမှာမဟုတ်မင်းတို့လိုက်ရှာနေတာလေ ကိုတော့မအခုထမင်းစားဖို့တော့ပြဿနာတက်နေရနော် မပူနဲ့အဲ့ဒီဟာတော့ကတော့အေးစိတ်မိုင်းတာလေငါကူညီပေးမယ်လို့မင်းတို့ပြောပြီးသားကွာ အဲ့ဆိုတော်ရရောက်ရင်ရောကျုပ်တို့ကဘာလုပ်မင်းတို့ကမှစစ်တင်တန်းတွေပါတက်ပြီးရင်မင်းတို့ရဲ့လှုပ်ရှားမှုအားလုံး Facebook မှာတင်အဲ့ဒီမှာနိုင်ငံရေးခုလုံခွင့်ရအောင်တော့ရှင်းလား ဟာအဲ့လိုမလွယ်ဘူးထင်တယ်နော် လွှဲအောင်ငါလုပ်ပေးမယ်ငါလုပ်ပေးနေရတယ်အများကြီးပဲငါကူညီပေးတာတို့အကုန်လုံးအစီတို့အမေရိကတို့အကုန်လုံးရောက်ကုန်ကြပြီမင်းတို့နှစ်ကောင်ကြောင့်မှတိုင်ပတ်နေတယ် ဒါတော့သူတို့သမိုင်းသူတို့ရေးတာပဲလေဘယ်တက်နိုင်မှာမလို့ကျိုးတို့ကလည်းကျိုးတို့သမိုင်းကိုရေးရမှာပေါ့တကယ်တမ်းကျတော့တိုင်းပြည်တစ်ခုရဲ့အရွေကောက်ပွဲဆိုတာပြည်သူလူထုရဲ့ထွက်ပေါက်တစ်ခုဆိုတာရယ်ပြီးတော့စစ်တပ်အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့လမ်းစာဆိုတာကိုကျိုးတို့ရွာလူကြီးနားလည်အောင်လို့အစည်းအဝေးခေါ်ပြီးတော့ပြောပြရင်ကောင်းမယ်နဲ့တူတယ်ကောင်းဒီနေ့စည်းဝေးကိုတက်ရောက်လာကြတဲ့ရပ်သူရွာသားတွေအားလုံးကိုကျေးဇူးတင်ပါတယ်အစည်းအဝေးဆိုတာတဲ့ကျွန်တော်တို့ရဲ့ရပ်သူရွာသားတွေကိုနားလည်ရှင်းလင်းအောင်ကျွန်တော်တို့ကပြောပြနေတာပါဒါကြောင့်မလို့လဲဒေါက်တာမင်းလွင်တို့လိုဦးတိုက်ထွန်းတို့လိုရွာကိုပြန်ရောက်လာတဲ့အာယုတို့လိုသူတို့တွေရဲ့အကြံပေးချက်ရကျွန်တော်တို့ဒီလူပွဲလေးကိုစီစဉ်လိုက်ရတာပါကျွန်တော်အနေနဲ့ဒီလောက်ပဲပြောချင်ပါတယ်ဘယ်လိုလဲပြောပါဦးဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရွာသားဖြစ်တဲ့ကျော်အောင်နဲ့ဗညာပေါ့လေသူတို့နှစ်ယောက်ဒီဘုံထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်သူတို့ကဘာဖြစ်လို့ဒီဘုံကိုထောင်ရလဲဆိုတော့ကျွန်တော်ဒီဇင်ဘာ28မှာကျင်းပမဲ့ရွေးကောက်ပွဲကိုဒါနှောက်ရက်အဟန့်အတားဖြစ်အောင်ဘုံထောင်တာပါတဲ့အဲ့တော့ဗျာအခုလိုမျိုးသူတို့ဒီလိုဘုံတွေထောင်လိုက်တော့တနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမဲ့ရွေးကောက်ပွဲကြီးကပျက်စီးသွားမှာမဟုတ်တာအဲ့တော့အခုလိုမျိုးဒဏ်ရာအနာတရားဖြစ်မဲ့ကိစ္စတွေသွေးထက်တန်ရုံဖြစ်မဲ့ကိစ္စမျိုးတွေအသက်ဆုံးရှုံးရမဲ့ကိစ္စမျိုးတွေကိုမလုပ်ကြပါနဲ့ဗျာလုပ်ဖို့လည်းမတိတ်တွန်းကြပါနဲ့ကျွန်တော်ဆရာဝန်တယောက်အနေနဲ့အနှုတ်ညွတ်တောင်းပန်ချင်ပါတယ်ဆရာကျွန်တော်တခုလောက်မေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတုရောင်ဆိုကျွန်တော်ပြောတာမဟုတ်ဘူးနော်အတူအယောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြိုင်မှာမဟုတ်လို့လဲဗျာအမှန်မောဆရာပြီးရင်ဒီရွေးကောက်ပွဲကစီကန်းကိုတော်တော်တင်းကျပ်ထားရလို့သိရပါတယ်အဲ့တော့ကျိုးတို့ရွာသူရွာသားတွေကိုကျုပ်တစ်ခုလောက်မေးပြရစီအခုဖြစ်ပြနေတဲ့နိုင်ငံရေးအခြေအနေတွေပြည်ပခါတွေကိုလည်းခင်ဗျားတို့သိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့စစ်တပ်အုပ်ချုပ်တဲ့အောက်မှာခင်ဗျားတို့ဆက်ပြီးနေခြင်းလားဒါမှမဟုတ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမလားဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမယ်ဆိုရင်တော့အခုကျင်းပမဲ့ရွေးကောက်ပွဲမှာခင်ဗျားတို့ကြိုက်တဲ့ပါတီကိုမဲပေးလိုက်ကြပါကျုပ်ကတော့ဒီလောက်ပဲပြောချင်တယ်ကျွန်တော်အကြံပြုချင်တာကျွန်တော်တို့နိုင်ငံရဲ့အပြောင်းလဲအရွေးတစ်ခုဖြစ်တယ်ဒီရွေးကောက်ပွဲကိုမဲပေးတာကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာပါပဲ
ပြီးတော့ကျွန်တော်တို့နိုင်ငံမှာဆုံးရှုံးနစ်နာခဲ့ရတဲ့နှစ်ဖက်လူငယ်တွေနေတာမှမဟုတ်ပဲဗျာဒီလိုတွေမဖြစ်ဘဲနဲ့အားလုံးအေဂျင့်နေဖို့ဆိုရင်အစိုးရအသစ်တရက်မြန်မြန်ပေါ်ပေါက်လာဖို့လိုပါတယ်အဲဒါကြောင့်အားလုံးပဲပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာ ကျွန်တော်အနေနဲ့နည်းနည်းဖြစ်စွပြီးတော့ကျွန်တော်ပြောချင်ပါတယ် အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အားလုံးကလည်းဒါဒီတိုင်းပြည်မှာနေတဲ့လူတွေဖြစ်ကြပါတယ်အဲ့တော့ဒီတိုင်းပြည်ရဲ့အရွေးဟာကျွန်တော်တို့အားလုံးပေါ်မှာမူတည်နေတယ်အဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်ကုစားနိုင်ဖို့အတွက်ဆေးရတွေ့နေပြီပဲအားလုံးဝိုင်းဝန်းပြီးတော့ဒဏ်ရာတွေပျောက်ကင်းသွားအောင်ကူညီပေးကြပါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အသေးကြားကမဲတပြားဒီတိုင်းပြည်အတွက်ပါကျေးဇူးပါ ကဲဒါလို့ဆိုရင်ကျွန်တော်တို့ရွာသူရွာသားတွေရွေးကောက်ပွဲဘယ်လောက်အရေးကြီးတယ်ဆိုတာသဘောပေါက်ကြမှာပါအဲ့တော့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ် ပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်ဖို့ပြီးတော့ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ဘဝတွေတာယာလှပဖို့တိုင်းပြည်ရဲ့တမိုင်းဒုံဆိုင်ပြီးခြိတက်နိုင်ဖို့အတွက်လာမယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့ခမရတို့တွေအားလုံးမဲပေးကြပါစို့လားဗျာ အမေမတူရင်လက်ဆက်သွားရမှုပဲဒီဖြစ်ဆုံးမျိုးနောက်ထပ်မကြည့်ဘူးဒီလူတွေစင်နွယ်ဒီလူတွေတော့ပွဲသူကြီးစံတာပေါ်ထုတ်ကြမယ်ပွဲဒီလူတွေစင်နွယ်ဒီလူတွေကပွဲသူကြီးစံတာပေါ်ထုတ်ကြမယ်ပွဲလာမယ်ခရီးတွေအချမ်းဖက်နီးနဲ့ဒီမရှိနိုင်တာသိတဲ့ဒီမို့လေအနာဂတ်စီကတမိုင်းကိုသုံးဆိုင်လို့ရှိတဲ့ကြပြီအခွင့်အရေးရဲ့ဒီငြင်းငြမ်းသွားနေတဲ့ညကိုဘယ်ပဲချစ်ဒီမိုကရေစီ